ကဲညီလာကိစ္စဘာကိစ္စ မကြီးကိုလာတောင်းတာပါရှင် ငါနဲ့တက်ကြီးနေပါပြီရှင် ရှင်အော်မဟုတ်ပါဘူးဟိုဆွဆွေရဲ့တမီးလေးနဲ့ကျမသားလေးကမိသားညနေကြလို့လေအဲ့ဒါဆွဆွေရဲ့တမီးလေးကိုမိသားဖသားပြီးလာတောင်းတာပါရှင် ငါလေအဲ့လိုပြောစမ်းပါကျမသမီးကိုကျမလေအကြီးကြီးမှန်းထားတာနိုင်ငံသားသားနဲ့ဂိုင်းကြီးကြီးမှနားသိချင်တာရွာနာမြက်ရွာမစားဆိုတာအဲ့စကပုံရှင်းလက်ကြောက်ရမလား မဆွေရဲ့ဒီခိုင်းလေးမတေးရှာပါဘူးအင်္ဂါဆောင်ပြည့်လဲတဲ့ဧကနဲ့နွားနှစ်ချင်းမှလက်ဖွဲ့အောင်ပါနော်ကဲဘုတ်ဆုံးမ ဘုံဆုံးအောင်မလို့ပြောမွေးတယ်ဟော 送嘛嘞，我哪里路吹米吹呀，吹了米啦。 အော်ဒါနဲ့ဟိုဟာတမီးလေးရဲ့ဆန္ဒရောအန်တီတိပြစီ ဩသမီးလေးမလို့သမီးကရမ်းလိမ်ပါလားအမေတခိုးဆိုတခိုးမဲတဘောတူတယ်သိလားလက်ခံနဲ့ ဒါဆိုတော့ဝမ်းတာတာပေါ့ရှင်ဒါဆိုရင်လည်းကျမတို့မင်္ဂလာရက်ကောင်းရက်မြက်လေးကိုရွေးလိုက်ကြတာပေါ့ရှင် အညိုမိန်းမရပြီပြော ချောက်ကွာရှင်စာစုပ်အခုချင်းချင်းလက်မှတ်ထိုး ဟာကွာရှင်းစာချုပ်မှလက်မှတ်ထိုးရမယ်နိုင်ရဲ့မင်္ဂလာဆောင်တာတရက်မပြည့်သေးဘူးလေကိုဘာများလိုအပ်ချက်ရှိနေလို့တော့ 哦，没地有现在保养的给是新鲜的，估计现在没变动呢。 နိုင်ရဲ့အဲ့လိုမလုပ်ပါနဲ့နန်း 嘿嘿嘿，大，ဘာဖြစ်တာတော့မနဲ့ဆောဆောစီစီဆူဆူညင်နေဘာဖြစ်ကြတော့ တာမိန်မိုင်ဘွားနေဆင်းသွားပြီမေရဲ့ ဘာလို့တော့ တောက်ကွာရှင်းမယ်တဲ့ ဘာကွာရှင်းမယ်မနေ့ကမှငါမင်္ဂလာဆောင်ပွဲလုပ်ထားပေးရလေငါမှတော့မနေ့ညမိုးမိုးနဲ့အိပ်ပျော်တော့တော့မိတ်ကတ်တော့တုံးတော့ဘာမှမလုပ်ရသေးဘူး ကဲလုံးနေပါနဲ့တော့အဝတ်စားလဲဝတ်လက်စားနဲ့လေတာမိန်မကိုပြန်ပြီးတော့လိုက်ခေါ်ပြီးနော်မင်းနော် ခေါ်ပေးရမှာပေါ့နေရစေကလားလာတော့မလားဒါမေတို့တက်လူပါဝလားမဆွဲတော့ဆွဲ ဘာလို့ညီတော့အော်ဒီဟစ်ကျင်တဲ့သူများအိမ်မှာလက်တိတ်တယ် တော့တမီးအိမ်ပေါ်ကနေဆင်းသွားတဲ့ကိစ္စရှင်းစမ်းမအောင်ညီမဆုံးမထားဘူးလားဟမ်မရှင်တို့ရဲ့တမီးကိုလည်းကျမကလေတင်တောင်းတက်တယ်လဲထားပေးထားတယ်မင်္ဂလာဆောင်ကိုလည်းပြည်တီဦးအင်ဒရာကျော်စင်တို့လိုမျိုးမရော့အောင်လုပ်ပေးချင်လို့ဒီမှာကျမရဲ့လေကွက်ကြီးကတော့ငါတကြီးစီမှာပေါက်နေလုပ်ပေးထားတယ်တောင်းချင်းရဲ့တမီးကဘာချိုးတာလဲ အဲ့ဒါရှစ်သားညာလို့လေဒေါ်မခိုင်ရဲ့ ငါတားညင်တယ်လို့ပြောရအောင်ငါတာမှာဖြစ်နေတာတော့ အော်မခိုင်ညီကညီသားเจ้าမသိဘူးပဲဒါနဲ့မြန်မိမ့်မပေးစားချင်သေးရဲ့နင့်နာတာငါသမီးပါအေး ဟဲ့ဘာတွေများနဲ့နာနေတော့ကျမသားရောအိုနာကျိုးကဖြစ်နေလို့လားဟမ် အေးအိုနာကျိုးကန်းတော့အန်တီသားဆက်ကောင်းရင်ကောင်းမယ်အန်တီသားတုံးစားလို့ကိုမရဘူး ဟဲ့ကမမင်းကဘာတွေလိုချင်နေတဲ့အလဲဘာတွေနဲ့မမောနေတဲ့အလဲပွတ်ပွတ်လင်းလင်းတာပြောချလိုက် အန်တီကမတိတာလားမတိရှင်အောင်ဆောင်တာလားကျမလေမင်္ဂလာဦးညကိုအကြီးမျောလင်းထားတာအခုကတဲတဲတုံဖြစ်ကုန်ပြီမမခေါက်ဆွဲတော့သူလည်းကြောင်းပဲအခုကညော့ကြနေရပဲလောက်တော့မလို့ပျော်စီစီနဲ့ ဟုတ်လားတာအမေကဘာလို့ကြုံမပြောတာလဲ မင်းပြောမနေပါနဲ့တော့ဟိုမှာရွာတဲ့လူတွေအောင်ကြည့်နေတားရှက်လာအမေပြန်စို့ ဟဲ့မခိုင်ရှင်းတယ်နော်ငါသမီးပြောညီကြားတယ်မလားငါသမီးကိုလင်ပေးစားတယ်ဆိုတာရှုပေါင်းုံတက်မဟုတ်ဘူးကလေးမွေးစေချင်လို့လင်ပေးစားတာငါလည်းမြည်စီချင်တယ်နဲ့တန်းတောင်းတော့ငါတို့မျိုးဆက်အပြတ်မခံနိုင်ဘူး ဟောမဆွေရဲ့ဒါတားရဲ့တမီးကိစ္စပဲကြီးကိုတည်တည်လေးလေးပြောလို့ရပါတယ်ဒီနေ့ဝတ်ထားတဲ့ဝန်ဆက်လေးကလည်းလာလိုက်တာစိတ်ဆိုးရင်ရုပ်ဆိုးတတ်တယ်နော် ဒီမအန်တီမိမသားချင်းကိုချင်းစားပါဒီလိုအိမ်ထောင်ဒုက္ခအပြည့်ဝမပေးနိုင်တဲ့ယောက်ျားမျိုးနဲ့ဘလို့နေမှမပေါင်းနိုင်ဘူးကွာချင်းစားဆုံးမှလက်မှတ်ထိုးပေးပါ စားတယ်နော်ညီတို့မြောက် မေပြန်ရအောင်တော့တားရင်ရှက်လာပြီတာပိုင်ညူတော့တရွာလုံးတိကုန်ကြပြီလာပါပြန်ရအောင်နော် ထိုင်စမ်းပါငါတားရဲ့ဟိုမှာခမစ်ခမတ်တီပြောလိုက်တာငါတားအမှန်ပဲလားဟမ်ပြောစမ်းပါအမေကို အမေကလည်းအမေကိုတားဒီလိုကိစ္စကြီးပြောစရာလားလို့ ဟဲ့နေအခုလူမျိုးမပြောလို့လဲတရွာလုံးရဲ့ရှေ့မှာတားမိနေဆိုတော့အချက်ခွဲခဲ့ပြီလေပြအမေတားရှက်တယ်လို့ ဟဲ့ငါသားကိုအမေမွေးခဲ့တာပါငါသားရဲ့ဟိုဟာမှာမေပေါက်တာတော့အမေသိတယ်လေလှုပ်စမ်းပါဖဲ မေတားငယ်ုံကနဲ့သူပြောတာမဟုတ်ဘူးအခုအတောင်ပန်နေစုံနေပြီမေ အဲ့ဆိုလည်းပြန်တော့လေ မဟုတ်ဘူးလေမေရဲ့တားလူကြီးဖြစ်ပြီလို့ပြောတာမေရဲ့ အော်ငါသားလူကြီးဖြစ်ပြီဆိုပေမဲ့အမေရဲ့မျက်စိထဲမှာတော့ကလေးလိုပါပဲပြဖေးပြစမ်းပါအော်ပြပါစနမပဲ မကြီးနဲ့မေမကြီးနဲ့လို့ ဒီလိုအိမ်ထောင်ဒုက္ခအပြည့်ဝမပေးနိုင်တဲ့ယောက်ျားမျိုးနဲ့ဘလို့နေမှမပေါင်းနိုင်ဘူး မေဒါဆိုတားလူဖြစ်ဆုံးပြီပေါ့နော်
ငါသားရဲ့ဘာမှစိတ်မပူနဲ့ဒါလေသားရဲ့အဖေကနေမျိုးရိုးလိုက်တာအမေလည်းဒါတွေကြုံခဲ့ပြီးပါပြီငါသားရဲ့ငါသားတာအမေကိုအစောကတည်းကဖွင့်ပြောခဲ့မယ်ဆိုရင်ဒီလိုဖြစ်လာစရာအကြောင်းကိုမရှိတာခဏဆောင်ဒီမှာယော့အညာမောင်ကိုတုံးလိုက် ဟာမင်းကလည်းအဲ့ဒါတွေကကောင်းကောင်းလို့လား ဟဲ့ကောင်းလို့စွမ်းလို့မနင့်ကိုမွေးခဲ့ပြီးပြီလေ ဘာဆိုင်လို့တော့မင်းရဲ့ ဟဲ့နင့်အဖေကလက်တွေ့ပဲနော်ဒီမှာအညာမောင်ကအမျိုးသားခေါ်အပြည့်ရှင်းမသက်ယိုဒီယိုကလေအမျိုးသားခေါ်အားကိုလည်းပြေဝစေတယ်တက်လုံအားကိုလည်းကောင်းစေတယ်အဲ့ဒါအပြင်ငါတာရဲ့ဂျိုးကလေးကိုလည်းထောင်မမှုအားကောင်းစီမှပို့ပြီးမှအချိန်ကြာစေတယ်ပြီးထွေးမပြောတဲ့အိမ်ထောင်ရေးဒုက္ခကိုလည်းအပြည့်ဝပေးစေတယ်ငါတာရဲ့ တကယ်ဘာလို့စားရတော့မင်းရဲ့ အဲ့ဒါကိုမနဲ့တစ်ချိန်ညတစ်ချိန်လက်ဖက်စားဆုံးတစ်စုနဲ့ရေအေးလေးနဲ့တောက်လိုက်ရုံပဲနော် ဘဲတော့မင်းအခုပဲစားကြည့်လဲ အော်မဟုတ်ဘူးဒီယိုနဲ့ပဲမလုံလောက်ဘူးဒီမှာညာမောင်အမျိုးသားတဘာဝလိမ့်စင်းနဲ့လည်းတွဲသုံးရမယ်ဒီလိမ့်စင်းကပတ်လက်မှုအချိန်ကြီးများစီမှအချိန်ကြာကြာလန်းစေတာနော်ပြီးရင်လေကြောအားတန်ပြီးတတ်မလာစေတယ်တာရဲ့မိန်းမကိုလည်းအမျိုးသားဆုံးဆောင်ရဲ့အပြည့်အဝပေးနိုင်မှာနော် အဲ့ဆိုတားဒီဟာကိုဘယ်လိုတောင်းရမှာတော့မင်းရဲ့ အော်ငါသားရဲ့ဂျိုးကလေးကိုလေဒီမှာကြည့်ချစ်ဖြန်ပြီးမှလိမ့်သွေးလိုက်ရုံပဲ ဟုတ်လားအဲ့ဆိုတားအခုပဲတောင်းလိုက်တော့မယ် မဟုတ်ဘူးလေတာ။အော်တားရဲ့ဂျိုးကလေးကိုလည်းရေဆေးမှချအောင်တုံးတော့ပြီးရင်ဆေးကိုလည်းစစ်ဝင်အောင်လင်းအောင်။ရေလေးကြက်ဆေးချမနေနဲ့အောင်တော့3နိုင်လောက်ကြာအောင်ထားမှဆေးအနည်းတင်ကပိုကောင်းမှာ။တရက်ကို3-4ချိန်ပဲလိုတလို့ပဲ3တော့ငါတာ။အမလီတော့တားရောက်အကြောင်းမွေးထားရတာမလွယ်ပါဘူးဟေ့။နင်ကိုကြည့်ရတာမျက်စိကိုမူးနေရပဲဘာဖြစ်နေရလဲ ဘာမှမဖြစ်ပါဘူးမေတားမင်းမကိုတားပြန်ခေါ်ချင်တယ်အမေပြန်လိုက်ခေါ်ပေးပါလား မခေါ်ချင်ပါဘူးနင်ခေါ်ချင်လဲနင်ဘာလဲနင်ပဲတော့ခေါ်ငါတော့တစ်ချက်ကနေနှစ်ချက်တော့အခွဲခံနိုင်ပါဘူး အမေတားလေအခုအရန်နေအားရှိနေပြီတားမင်းမကိုလည်းတားအသက်တည်ပြချင်တယ်အမေရဲ့နော်လိုက်ခဲ့ပြီ ဟဲ့နင်တေချာလို့လား ပေးထားပါတယ်အမေရဲ့အမေပေးတဲ့ညာမောင်ကလေတားအခုအစွမ်းနေပြနေပြီအမေရဲ့မရတော့လာပါနော်လာပါအမေခေါ်လိုက်တော့ တာမိမပဲယူတောက်ခေါ်လိုက် အမေကလေ ခေါ်အမေကြောက်တယ်ခေါ် နိုင်ရဲ့နန်း မဆွေ ဟဲတမိလာကြည့်စမ်းညီယောက်ျားနဲ့ညီရခေါမတော့ကာရှိစာချုပ်လာပို့ရလားမသိဘူး ပို့ပါစေပေါ့မဆွေရဲ့အေးအောင်လေးပါလေးလဲရှင်းပါဦး ကဲခမီကမဲဒီခါဘာလာလို့တာတော့ ကျမသားလေးကလေဟိုသမီးလေးမှမရှိမနေနိုင်ဘူးတဲ့အခုကျမသားလေးကလေအရင်လိုမဟုတ်တော့ပြောင်းလဲသွားပြီအခုဆိုရင်လေကြမထောက်ထမမတန်ဖြစ်နေပြီစမ်းတုံးကြည့်ပါလားယင်မာတော့လို့ဟိုသမီးလေးကိုလေကျမသားလေးနဲ့ပြန်ပေါင်းကြည့်ပါလားလို့အဲ့ဒါလာပြောတာ အမေသမီးလုံးဝပြန်ပေါင်းနိုင်ဘူးနော် သမီးအမေပြောလို့တာပြောနေရသမီးကိုလေအမေလိုခုလည်းမဖြစ်စေချင်ဘူးသမီးရဲ့တော့သမီးကခမလည်းချောချောမောမောလာခေါ်နေရဆိုတော့သမီးလိုက်တော့လိုက်ပါနော်သမီး အာမင်းကလည်းသမီးကဘာကိစ္စနဲ့လိုက်သွားမှာလို့အဲ့လို3မိနစ်ကောင်းလဲသမီးဘယ်တော့မှအဆင်မပြေနိုင်ဘူး နန်းရဲ့ကိုကလေအရင်လိုမမခောက်ဆွဲမဟုတ်တော့ပါဘူးငါပေါင်းဖြစ်နေပြီ ဟဲငါဘောဆိုကြိုက်တယ်ရှင် ဟဲသမီးအမေကိုနှုတ်ဆက်သွားအောင်လေ တားရဲ့ပြေလို့ပါဟာအမေလေးပေါ်လွှင့်နေပြီ I'm in there for a minute, yeah.